ဒီကောင်ကိုမနှိပ်ဖြန်မတိုင်ခင်အစားအသောက်ကောင်းလေးတွေလာကျွေးပါလို့ဩပြီးတော့ဒီညအတွက်တစုံတစ်ယောက်ကဒီကောင်ကိုလွတ်ပေးမှာမလို့ကျုပ်တပည့်တွေဒီကိုလာဆောင်ချက်ပေးလိုက်မယ်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်မင်းကောင်တယောက်ဥပထိုးအိမ်စီကပြန်လာခဲ့ပြီးနောက်တည့်မှာဗာမင်းနဲ့မြတ်တက်တို့ရဲ့ကြောင်းလန်းမှုတရင်ကိုကြားခဲ့ရတယ်မင်းကောင်ကြားဦးရတယ်လောကကြီးမှာချစ်ချင်းမြတ်တာ1500ဆိုတာပေါစီချင်းတဝက်ဝေးခွာရခြင်းတဝက်တဲ့ညတိဘက်ကဗာမင်းတို့အတိုင်းဝိုင်းရဲ့တာရီသမီးစိတ်ဆက်ကြောက်လန့်မှုကိုလက်ခံလိုက်တဲ့လေညတက်ကငင်းဆန်တယ်လို့သိရပေမဲ့မိဘများနဲ့အတိုင်းဝိုင်းရဲ့ဖြောင်းဖြမှုအောက်မှာနောက်ဆုံးတော့ခေါင်းငိမ့်ခဲ့ရတယ်လို့သိရတယ်မင်းကောင်တယောက်အသေးတွေ꿰ကြည့်နေပါပြီလေလွန်းတိတ်လို့မင်းကောင်ဖြစ်သွားတယ်တယောက်တည်းနေထိုင်ခြင်းကတက်တာတယ်လို့မင်းကောင်ခံစားရတယ်အခုဆိုတယောက်တည်းလေလွတ်နေမိတာတပတ်လောက်ရှိခဲ့ပြီအခုလေရွာထိပ်စီကညောင်မင်းကြီးအောက်မှာမင်းကောင်ထိုင်နေတယ်မနေ့ကရွာတွေကနေထွက်လာတော့ညတက်တို့မင်္ဂလာဆောင်ရစ်သက်မှတ်တဲ့အကြောင်းကိုကြားသိခဲ့ရတယ်မင်းကောင်နေရထိုင်ရခက်လွန်းနာနေခြေဦးတက်ရသွားမိရင်ညတက်နဲ့ချိန်တွေ့ဘူးတဲ့ညောင်မင်းကြီးအောက်စီကိုရောက်ရှိလာတယ်နေမွန်တက်နေပြီမင်းကောင်ညောင်မင်းပေးစီကြီးကိုမိရင်နဲ့မျက်လုံးတွေကိုမှိမ့်မိတ်ထားလိုက်တယ်ညောင်မင်းအောက်စီကိုဝင်ရောက်လာတဲ့ခြေတံတစ်ခုကြောင့်မင်းကောင်ဆက်ကနေမျက်ဝန်းတွေကိုဖွင့်ကြည့်လိုက်တယ်။အိုးမြတ်တက်ပါလားမင်းကောင်ဆက်ကနေထလိုက်တယ်။အစာကဝမ်းသာတယ်လို့ရှိသွားပြီမဲ့ဗာမင်းနဲ့ကိစ္စကိုချက်ချင်းတရိယာလိုက်ပြီလို့မျက်နှာကတင်မသွားပြီးတော့နေရာစီကနေထွက်သွားဖို့ဟန်ပြလိုက်တယ်။အခုမြတ်သေးရဲ့ခေါ်ရန်ကြောင့်မင်းကောင်ခြေလန်းနဲ့ရက်တန့်သွားရတယ်။ဒီချိန်မြတ်တက်ကမင်းကောင်ချက်မှတ်မထားတဲ့အပြုတ်မှုတစ်ခုကိုပြုတ်မှုလိုက်တယ်။ကြောခိုင်းထားတဲ့မင်းကောင်စီကိုအပြေးလန်းပြီးတော့နောက်ကျောစီကနေအတိုင်းဖက်လာတယ်။မြတ်တက်ဒါဘာလုပ်တာလဲ။အကိုမြတ်တက်ကိုမုံသွားပြီလားအကိုရေ။မြတ်တက်ပြောရင်းနဲ့ရှိုက်တန်နေထွက်ပေါ်လာတယ်။မင်းကောင်အတွက်တော့အရင်ရစ်ဒီချိန်တွေကဆိုဒီငိုရန်ကကဘာပြတ်သွားနိုင်စေတဲ့အထိပြိုလဲမဲ့အရာပါ။ဒါပေမဲ့အခုတော့မြတ်တက်ရဲ့လောက်ရအတွက်ခွင့်မလွတ်နိုင်တာမို့စိတ်ကိုတင်းပြီးတော့အန်ကိုခဲလိုက်ပြီးမြတ်တက်မင်းကောင်ငါ့ကိုလွတ်ပေးပါ။အိုးမင်းကောင်ရေမင်းကောင်မြတ်တက်ကိုစိတ်ဆိုးနေမယ်ဆိုတာမြတ်တက်သိပါတယ်။ဒါပေမဲ့လေမင်းကောင်မြတ်တက်ရှင်းပြပါရစေနော်။မြတ်တက်ရှင်းပြပါရစေမင်းကောင်ရေငါအတွက်ဘာမှမလို့အတော့မြတ်တက်မဟုတ်ဘူးမင်းကောင်နင်သိတဲ့နယ်လို့ထင်နေမြတ်တက်လေသူတို့ကဲလန်းတာကိုလက်မခံခဲ့ပါဘူး။ဒါပေမဲ့သူတို့ဘက်ကမြတ်တက်ရဲ့မိဘတွေအပေါ်မှာဘဝပြတ်သွားနိုင်လောက်တဲ့အထိဟာမြတ်တဲ့တန်ကရှိုက်တဲ့အထိတိုးတိမ်သွားခဲ့တယ်။ဒီလိုကိစ္စမျိုးနောက်ွယ်မှာရှိနေလိမ့်မယ်လို့မင်းကောင်ထင်မထားခဲ့ဘူး။မြတ်တဲ့အဲ့ဒါအမှန်တွေပဲလား။အမှန်ပါပဲမင်းကောင်ရင်တကယ်ပြောတာပါ။မြတ်တဲ့အသက်နဲ့ရင်ပြီးတော့ပြောရဲပါတယ်ကွယ်။မင်းကောင်စိတ်ပြေသွားရပြီ။မြတ်တဲ့ကိုအလွန်မဲ့တနာသွားခဲ့တယ်။ဒါကြောင့်ခေါ်တန်ကိုပြည့်ရင်မြတ်တဲ့ဘက်ကိုလှည့်လိုက်တယ်။ပြီးတော့မြတ်တဲ့ကိုထွေးပွေးလိုက်ပြီးမြတ်တဲ့ရဲ့အဲ့ဒီလိုတွေဖြစ်ခဲ့တာငါဘာမှမသိရပါလားကွာဖေသိနိုင်မလဲမင်းခေါင်ရဲ့မြတ်တဲ့အဖေအမေတို့ကသူတို့ရဲ့တိတ်ခါအတွက်ဒီအကြောင်းကိုထိန်ချန်ထားစီခဲ့တယ်လေဖြစ်မှဖြစ်ရလေမြတ်တဲ့ရဲ့မင်းကောင်မြတ်တဲ့အပေါ်အတော်လေးခရုဏာတက်တာခဲ့ပြီးချစ်သူနှစ်ယောက်ရှင်ထဲမှာလှိုင်မောလောက်ခတ်မှုများစွာနဲ့အပြန်အလှန်ဖက်ထားလိုက်ကြတယ်နှစ်ယောက်တာဝမ်းနေကြေခွဲရတဲ့စိတ်တွေနဲ့အချိန်ဘယ်လောက်ကြာဖက်ထားမှမသိပါသူတို့ရဲ့အနာစီကိုလူရိပ်တစ်ခုကရိတ်ကနေရောက်ရှိလာတယ်ခွေးမသားဗာမင်းရဲ့အတန်နဲ့အတူလူကလေမင်းကောင်စီကိုရိတ်ကနေပြေးဝင်လို့မြတ်တဲ့နဲ့ခွဲထုတ်လိုက်ပြီးတော့မင်းကောင်ကိုဗာမင်းကလက်သေးနဲ့တရဆက်ထိုးလိုက်ပါတယ်ဒီအခါဗာမင်းနဲ့အတူပါလာတဲ့နောက်ပါစီတွေကလည်းမင်းကောင်ကိုဝင်ရောက်ထိုးချိတ်ကြတယ်လေးယောက်တယောက်မို့မင်းကောင်ဘာမှမတတ်နိုင်စွမ်းနိုင်တဲ့လောက်အခုခံကြည့်သေးပေမဲ့နောက်ပိုင်းမှာတော့အခုခံနိုင်မှုမရှိတော့လောက်ကိုဖြစ်နေပြီးတော့မြေပြင်စီမှာလူလိမ့်နေအောင်ထိုးချိတ်ခံရပါတယ်မင်းကောင်ညတက်ကထိုးကျိတ်နေတဲ့ဗာမင်းတို့ကိုဝင်ရောက်ဆွေရဲတယ်။ဒါပေမဲ့လည်းမိမသားတယောက်ရဲ့ခွန်အားကဒေါ်ရထွတ်နေတဲ့ယောက်ျားတွေအပေါ်ဘလောက်ထိတက်ရောက်မှုရှိမှလဲ။မင်းကောင်မလုပ်ကြပါနဲ့။မြတ်တဲ့တယောက်အော်ဟေ့ရင်ငိုကြွေးတယ်။ဒီခါမြတ်တဲ့ငိုရန်ကြောင့်ဗာမင်းတယောက်မင်းကောင်ကိုတဲတဲမဲမဲကြိတ်ထိုးနေရကရက်တက်လိုက်ပြီးဟဲ့လူတွေတော်ကြတော့ဗာမင်းရဲ့စကားဆုံးသူ့ရဲ့နောက်ပါစေ၃ယောက်ကမင်းကောင်ကိုထိုးချိတ်ကန်ကြောက်နေတာတွေရက်တက်လိုက်ကြပါတယ်။မင်းကောင်ကတော့မြေစီမှာပျော့ခွေလူလိတ်နေပါပြီ။ဗာမင်းကညတက်စီသွားပြီးတော့ဆွဲကင်ထူလိုက်တယ်။ထို့နောက်ဆူဆူရဲရဲတစ်ချက်ကြည့်လိုက်ပြီးဘာမှမပြောဘဲသူ့ရဲ့လူတွေဘက်ကိုပြန်ကြည့်လိုက်တယ်။ကိုတက်လူခမရတို့ဒီကြာကိုလီကောင်ကိုခေါ်ခဲ့ကြဗျာ။ဒီကောင်ကိုတကြီးလက်ထဲအံ့ရမယ်
ဖာမင်းကမကြည့်မချမ်းပြောလိုက်တော့သူ့ရဲ့နောက်ပါဆွေတွေကမင်းကောင်ကိုဆွဲထုကြလေတယ်ညတဲ့လာနင့်ကိုလည်းဦးလေးနဲ့ငါတိုင်ပြောမယ်ဖာမင်းကညတဲ့ရဲ့လက်ကိုဆောက်ဆွဲပြီးထွက်သွားတယ်ညတဲ့တယောက်ကတော့မင်းကောင်ကိုစိတ်မချတာမို့လဲကြည့်ရင်ငိုကြွေးရင်းနဲ့မလိုက်ချင်ပဲလိုက်သွားခဲ့ရပါတယ်တကြီးအိမ်စီမှာတော့ဒါငါတို့အတိုင်းဝိုင်းရဲ့တိတ်ခေါ်တက်တက်စော်ခါတာပဲဗာမင်းရဲ့အဖေငွေရှင်ကြီးဥပစီမျက်နှာကြီးနှီးမြန်းပြီးတော့ဒေါရထွက်ပေါက်ကွဲနေတယ်ကျုပ်လေဒီလိုဖြစ်နေရဲဆိုတာမသိလို့ပါအကိုကြီးရာကျုပ်သမီးရဲ့လုပ်ရတဲ့ကျုပ်အကိုကြီးကိုအနှူးညွန့်တောင်းပန်ပါတယ်ညတဲ့ရဲ့အဖေဖြစ်သူဦးညိုတက်ကမျက်နှာတိမ်ငယ်စွာနဲ့စကားဆိုလေဟုတ်ပါတယ်ကိုပါစီဒီကိစ္စလူငယ်တွေကြီးဖြစ်တဲ့ကိစ္စဆိုတော့သူတို့ရဲ့တိုးသိမ့်မှုကြောင့်လူကြီးတွေအနေနဲ့သိရှိနိုင်ဖို့ဆိုတာမလွယ်ကူဘူးလေတကြီးဦးဖေကလည်းဝင်ရောက်ဖြောင်းပြတယ်ဥပစီကဒေါရမပြေထိတ်တုံးအခက်ခံရပြီးနေပူလန်ထားခံရတဲ့သွေးတန့်တရရဲ့မင်းကောင်စီကိုစားမတက်ဝါမတက်လန်ကြည့်ပြီးတော့အမှန်ကိုပြောရရင်ကျုပ်ဒီကောင်ကိုတက်ပစ်ချင်နေတာဒါပေမဲ့ကျုပ်မကြခင်ဖြစ်လာတော့မင်္ဂလာကိစ္စအတွက်အမင်္ဂလာကိစ္စမျိုးကြိုတင်ဖြစ်နေတာမျိုးမလိုလားဘူးဥပစီရဲ့အပြောကြောင့်တကြီးဦးဖေကဟုတ်ပါတယ်ကိုပါစီဒီကလေးမင်းကောင်ကလည်းအရင်ကပြက်မှုရရကျူးလွန်မှုတာမရှိပါဘူးအခုမှသာတစ်ချိန်တစ်ခါပါဗျာအခုဆိုသူ့မေလဲသူ့သားချစ်သူတရင်ကြပြီးတော့မူးလဲတယ်လို့သိရတယ်အဲဒါကြောင့်ဒီကလေးဘက်ကနေကိုကဥပစီကိုအနှုံးညွန့်တောင်းပန်ပါတယ်ကိုဖေပြောပါကိုပါစီခမညာကရိုက်ရွာရဲ့အကြီးကဲပိတပါတယ်ကဲပါကျုပ်လိုရင်းကိုပဲပြောမယ်အခုဒီကောင်ဒီလိုလောက်ရက်ကိုလောက်တယ်ကျုပ်တို့အတိုင်းဝိုင်းကိုတိတ်ခါကြစေတယ်ကျုပ်ရဲ့ဒေါ်ရကိုလည်းခမညာတို့သိပါတယ်အမှန်ဆိုကျုပ်ဒီကောင်ကိုဒီအချိန်ဒီနေရာမှာပွဲချင်းပြအောင်တက်ပစ်ပြီးကိုပါစီစိတ်တော်ထားကြီးပေးတယ်ဆိုတာကျုပ်တို့မြင်ပါတယ်ဗျာတကြီးဦးဖေစကားထောက်တော့ကိုပါစီကခေါင်းကိုခါရန်လိုက်ပြီးကျုပ်စကားမဆုံးရင်ခမညာမျောလင်းချက်တွေတိတ်မထားနဲ့အောင်ဘာကြောင့်လဲဆိုတော့ဒီကောင်လေးကိုကျုပ်ကမတက်ပေမဲ့ကျုပ်ရဲ့ဂုံတိတ်ခေါထိပါးရဲ့ကောင်မလို့မှတ်လောက်သားလောက်ဘဝကိုတော့တက်ပေးရမယ်မနေ့ပြန်ကျုပ်ဒီကောင်ကိုပလိတ်လက်တဲ့အပ်ပြီးတော့တကျွန်းဆန်ရတဲ့အထိအမှုတင်မယ်ကိုပါစီစဉ်းစားပါဦးများတကြီးဦးဖေမင်းကောင်ဘက်ကနေကိုပါစီကိုထပ်ပြီးတော့ဖြောင်းဖြဖို့စူးစမ်းတယ်ဒီအခါဦးညိုတက်ကကိုပါစီပြောတာမှန်လေကိုဖေဒီခွေသားကမိသားစုနှစ်စုရဲ့ဂုံတိတ်ခါကိုစော်ကားတာဒီကောင်ကိုအသိရှင်ဝင်ပေးရတော့လွန်လာပြီကိုညိုတဲ့ခမ ्या စဉ်းစားကြည့်ကိုဖေကျုပ်တို့နေရာမှာခမ ्या ဆိုရင်တော့ကျုပ်သိပါတယ်ကိုညိုတဲ့ဒါပေမဲ့ညိုတဲ့ကိုဖေခမ ्या တို့နှစ်ယောက်စလုံးတော်လိုက်ကြတော့ကျုပ်စုံဖြတ်ပြီးပြီမလို့မပြေတော့ဘူးဥပစီကကြက်သားစွာပြောလာတယ်ပြီးတော့တကြီးဦးဖေကိုကြည့်တာသူ့မိသားစုပြောလိုက်ပါကိုဖေဒီကောင်ကိုမနှိပ်ဖြတ်မတိုင်ခင်အစားတောက်ကောင်းလေးတွေလာကျွေးပါလို့ဩပြီးတော့ဒီညအတွက်တစုံတစ်ယောက်ကဒီကောင်ကိုလွတ်ပေးမှာမလို့ကျုပ်တပည့်တွေဒီကိုလာဆောင်ချက်ပေးလိုက်မယ်ကဲကျုပ်သွားပြီကိုဖေဥပစီကလက်ထွက်သွားတယ်ဒါပေမဲ့ခြေလန်း9လန်းလောက်မှရက်တက်လိုက်ပြီးညွတ်တဲ့မင်းလည်းမင်းသမီးကိုတေချာထပ်ပြီးတော့ဖြောင်းပြလိုက်ပါဩတခုတော့သတိပေးမယ်နော်ငါတိုင်းအကျင်ရတော့မို့ကိုထိလဲရောက်တော့မဖြစ်စေနဲ့ပေါ့ဟုတ်ကဲ့ကိုကြီးဥပစီတယောက်သူ့တပည့်တပန်းနေနဲ့အတူထွက်သွားခဲ့တယ်သူတို့နောက်ကဦးညိုတက်ကပါလိုက်သွားခဲ့တယ်ကျန်ဝန်းနဲ့တကြီးကြံရတဲ့တကြီးရဲ့အကြည့်တွေကမင်းကောင်စီကိုကြည့်လိုက်တယ်မောင်မင်းကောင်ရဲ့မင်းအတွက်ကဲတင်တဲ့သူပေါ်ပေါက်ပါစေကွာတကြီးဦးဖေမင်းကောင်အတွက်စိတ်မကောင်းစွာနဲ့ခတ်တိုးတိုးရေရွက်လိုက်ပါတော့တယ်ညအချိန်တကြီးဦးဖေရဲ့ခြံဝန်းထဲမှာမိတိုင်းနေထိန်ကြီးနဲ့အောင်ထွန်လာတယ်မင်းကောင်ကနေ့လေတုန်းကအတိုင်းပဲအင်ကြီးခွက်လက်စီမှာထိတ်တုံးကတ်ထားစေဖြစ်ပြီးတော့တကြီးဦးဝစီရဲ့တပည့်တပန်းတွေကဒုတ်တာကိုစီနဲ့စောင့်ကြရင်ရှိနေကြတယ်ဒီညအတွက်မင်းကောင်ကိုစောင့်ကြဖို့တတိကိုပါစီကသူတပည့်10ယောက်တီတီစိတ်လွတ်ထားပါတယ်10ယောက်စလုံးကအရင်ကအနေနဲ့အရရမှာလူမိုက်ပွဲကိုခံယူထားကြသူတွေဖြစ်ပြီးတော့အမှုတွေကြုံရခြင်းဥပစီကကဲတင်လို့လက်သက်မွေးထားကြတဲ့လူတွေဖြစ်ပါတယ်လူမိုက်10ယောက်ကဒီညအတွက်ဦးဆုံးအချိန်မှာ2ယောက်ကစောင့်ကြပြီးတော့ကျန်တဲ့အချိန်တွေမှာ4ယောက်စီတစ်ဖြက်မိုးလင်းတဲ့အထိစောင့်ကြဖို့ဆုံးဖြတ်ထားတဲ့ကိုပါစီနေ့လယ်တုန်းကစေပါထားတဲ့ဆက်စကားကြောင့်မနေ့ကျရင်ပလိတ်တွေရွာကိုရောက်လာကြပါလိမ့်မယ်ဒီအတွက်ကိုလေတကြီးအိမ်နဲ့တိမ်မလန်းနဲ့ဥပစီအိမ်မှာချက်ပြုတ်ပြင်ဆင်နေကြတယ်ဒီအချိန်တွေမှာတခုထူးခြားတာကဥပစီကမြတ်တက်ကိုစိတ်မချဘူးဆိုတဲ့အကြောင်းပြချက်နဲ့ဦးညိုတက်တို့အိမ်စီကိုသူတို့အိမ်စီမှာခေါ်လို့အဆောင်ရှောက်တွေနဲ့ထားရစ်စေတာပါဒါပေမဲ့ဥပစီကမြတ်သက်ရှိရာအခန်းစီကိုတ
သူတာဗမင်းကိုတောင်အနာပေးမကက်စေဘူးဒီတော့လေဗမင်းတယောက်ချစ်ရသူအနာကိုကတ်ခွန်းမရမျက်နှာကိုလည်းမြင်ခွန်းမရတာမို့စိတ်ညစ်ပြီးတော့တကြီးဥဖေတို့အိမ်ဘက်စီကိုရောက်လို့လာပါတယ်သူ့နောက်ပါစီတက်လူတို့လည်းပါပါတယ်တကြီးဥဖေတို့အိမ်စီမှာလည်းမနေ့ပြန်ရောက်ရှိလာမဲ့ပလိတ်တွေအတွက်ချက်ပြုတ်ပြေစင်နေကြတော့ရွာရဲကကာလာသမီးတချို့လည်းရှိနေကြတယ်မင်းကောင်ကတော့တရိယာနေပြီဖြစ်ပေမဲ့တန်ရာတန်ကျွတ်တွေကြောင့်နလန်မထူရှာဘူးထိတ်တုံးအခက်ခိုင်ရင်လူကအခေါင်းငိုက်ဆိုင်ကြလို့ဒါပေမဲ့မင်းကောင်စိတ်ကိုတင်ထားမိတယ်ဖာမင်းကတက်လူတို့နဲ့အတူမင်းကောင်နဲ့မလန်မကန်စီမှာသူ့ဖေရဲ့တပည့်တွေနဲ့အယဝိုင်းကြီးဖွဲ့လို့ထိုင်နေတယ်ဝိုင်းထဲမှာဖမင်းကအတော်လေးကိုရေချိန်ကိုက်နေပါပြီကျန်တဲ့သူတွေကမင်းကောင်ကိုစောင့်ကြရမယ့်တာဝန်ရှိသေးတာကြောင့်ထိန်တောက်နေကြတယ်ကျုပ်ဖြစ်တော့ဗျာအဖေရဲ့လှုပ်ရက်သူတကယ်ကိုမကြည်နပ်ဘူးဖမင်းကအာလီရှာလီနဲ့စကားစားတယ်ဒီတော့ဥပစီတဲ့မောင်တိုးဆိုသူကဟာဆရာကိုဘလို့ကြောင့်များမကြည်မနှက်ဖြစ်နေရတာလေဖမင်းကဟာကိုတိုးပဲစဉ်းစားကြည့်ဗျာကျုံနဲ့များတက်ဆိုတာမကြခင်မှာအကျဉ်းလက်မယာဖြစ်တော့မှာဒါဟုတ်ဗျာအခုများတက်ကိုအိမ်ခေါ်ထားပြီးတော့ကျုပ်ကိုအနာထောင်ကတ်ခွန်မပေးဘူး။အော်ဗမင်းရဆရာကလိုအဲ့လိုလောက်တာဖြစ်မှာပါကွာ။မသိဘူးဗျာ။ကျုပ်တော်ဖြစ်မကြေနဲ့ဘူး။ကဲမကြေနဲ့လေမင်းဆရာကိုဘာပြောရဲတော့မကြေနဲ့ဘူး။ကျုပ်ဘာမှလည်းပြန်မပြောရဲဘူး။ဗမင်းရဲ့စကားကြောင့်အကုန်လုံးပြုံးမိကုန်ကြတယ်။မင်းကောင်ကတော့ဖမင်းစကားကိုနားထောင်ရင်ညတက်ကိုစိတ်ပူမိသလိုဖြစ်နေတယ်။ခံမြင်စိတ်လည်းငကိုကလေးကပြင်ပြစွာရှိတာမို့အန်ကိုတင်းထားမိတယ်။ကျုပ်ညတက်လေးကိုတတိရလိုက်တာဗျာ။တတိရရင်အိမ်ပြန်ပြီးတော့တွေ့ဖို့စူးစမ်းဖို့ကွာ။ဖမင်းကမတွေ့ရလို့အယူမှုဖြစ်နေတာကိုတက်လူကဝင်ရောက်ပြီးတော့လေးပင့်ပြီးဟောက်တက်လူဖမင်းကမူးနေတာကွာ။ဒီပုံစံနဲ့အိမ်ပြန်သွားရင်မလို့အပ်တာတွေဖြစ်လာလိမ့်မယ်။မဖြစ်ပါဘူးကိုတို့ရကျုံများတက်ကိုလွမ်းနေပြီအဲ့ဒီတော့အိမ်ကိုပြန်မယ်ဗာမင်းကချောင်းဝင်ပြောတယ်ပြီးတော့တရေတရိုင်နဲ့ထရက်ပြီးသူ့အိမ်ကိုပြန်တက်သွားတယ်သွားနေရင်မင်းကောင်အနာစီကိုရောက်တော့ဗာမင်းကအောင်းနိုင်သူပြုံးနဲ့ပြုံးလိုက်တယ်ခွေးမသားခွေးထမိုက်တဲ့အကမင်းဟာများဗာမင်းရဲ့နှလုံးသားကိုလူယူကျင်နေတဲ့ပေါ့ဗာမင်းကမင်းကောင်ကိုခနေတယ်ပြီးတော့ထွေကနေတရေကိုစောင့်ထွေးပြီးထွက်သွားတော့တယ်တကယ်အရန်ကိုမုန်းဖို့ကောင်းတာပဲတကြီးဥဖေတို့အိမ်ရောက်စီမှာချစ်ပြုတ်ကူနေတဲ့အပြိုတတိုင်းစီကတီတို့စကားအတန်မှာဟုတ်ပါတော့တကယ်အဲ့ဒီဗမင်းကိုကြည့်လို့ကိုမရဘူးနင်ကဗမင်းကိုပဲငါကတော့သူတို့တွေတမိသားစုလုံးကိုကြည့်မရတာငွေရှိတိုင်းလူတွေကျလုံနေကြတာလေနင်တို့တွေကတော့အဲ့လိုပေါ့ဟဲ့ငါကတော့ဗမင်းအချောင်းကိုချစ်ပြီးလည်းမတွေးနိုင်ဘူးမုန်းပြီးလည်းမတွေးနိုင်ဘူးအခုငါစိတ်မှလေမင်းကောင်တို့မိသားစုလေးကိုပဲတနာမိတယ်အေးနော်ရွှင်တွေဒီပြောမှာပဲငါလည်းသူတို့မိသားစုလေးအတွက်တကယ်စိတ်မကောင်းဖြစ်မိတယ်ဟဲ့အခုအရေးလေးကိုဘလို့နေသေးလေနင်တို့တရင်ကြားမိတယ်လားကြားမိတယ်အရေးလေးကတတိပြန်လဲပြီးဆိုရင်ပဲအဲ့ဟာကမထနိုင်ဘူးတဲ့မိတွေကတော့အကိုအတွက်ပူရအမေအတွက်ပူရနဲ့တကယ်ပါပဲဟဲ့အပြိုမတတိုက်မင်းကောင်တို့အပေါ်ညာစာခရုဏာတက်နေကြတယ်ဒီထဲမှာရွှေနွယ်ဆိုတဲ့တယောက်ကအားလုံးတက်ပို့တာနေပါတယ်ဘာကြောင့်လဲဆိုတော့သူမရဲ့စိတ်တရံထဲမှာမင်းကောင်ရှိနေကြတာတိတ်ကိုကြာလွန်ခဲ့ပါပြီရွှေနွယ်မင်းကောင်ရှိရာစီကိုလမ်းကြည့်မိရင်တက်ပြင်းကိုချမိသွားတယ်ဟဲ့ရွှေနွယ်နင်တက်ပြင်းနေတောင်ချလို့ပါလားဟုတ်တယ်ဘာရီများတက်ပြင်းချနေတာတော့အေးရွှေနွယ်ရုတ်တရက်ပြောတော့ဘာဖြစ်ရမှန်းမသိဒီအကြောင်းကိုသူမစိတ်ထဲမှာတိမ်ထားခြင်းမိတယ်မင်းကောင်နဲ့မြတ်တက်ကချစ်သူတွေဆိုတာရွာကလူတွေအခုမှသိပေမဲ့သူမကတိတ်နေနေတာကြာပါပြီရွှေနွယ်ဖြေရခက်တာမို့ခေါင်းကိုငုတ်ထားလိုက်မိတယ်ဟဲ့ရွှေနေငါတို့မင်းနေတယ်လေအမေမဟုတ်မှလွဲရောနေမင်းကောင်မိသေးဆွေတယောက်ရဲ့စကားရွှေနေရှစ်စိတ်ကြောင့်တကူလုံးပူထူတွားတယ်မဟုတ်ပါဘူးအပြိုမတွေအကြီးကရွှေနေစီမှာစူရေးလာကြတယ်အမေလိတ်နဲ့တော့မလိမ္မာဘူးဟဲ့မလိမ္မူးတာဆိုရင်ညီးရုပ်ကြီးရလဲကဲပြောအဲ့ဒါဆိုဘာဖြစ်နေတာလဲဆိုတာကိုရွှေနေအကောင်းဆုံးဖြစ်နိုင်ဖို့အတွက်ရွေးချက်ရဲ့စကားစားလိုက်တယ်ငါတွေးမိတာဟာဟိုမင်းကောင်ထမင်းမစားပေးရဲ့လားသူတနေ့ကောင်ဘာမှမစားရသေးဘူးလားလို့ဟဲ့ဟုတ်တာပဲရွှေနေပြောမှတတိရတယ်မင်းကောင်ဘာမှမစားရတော့သေးဘူးတနာလိုက်တာဟဲ့ငါတို့ထမင်းကျွေးကြမလားမင်းကောင်အေးကျွေးကြမယ်လေဟိုလူတွေရောဘယ်လိုလုပ်မလဲနီးလဲရှာကြည့်ကြမယ်တယောက်ကမင်းကောင်ကိုစောင့်ကြည့်နေတဲ့သူတွေကိုမင်းကောင်ရင်ပြောတော့အပြိုမတွေကချစ်ချင်းကိုခေါင်းချင်းဆိုင်ကုန်ကြပြီ
ခဏကြာမှာတော့ရွှေနေကထမင်းပကံကိုကင်ပြီးသူတို့ထဲမှာအကြီးဆုံးဖြစ်တဲ့မိတော်ဦးဆောင်နဲ့အပြိုမ၄ယောက်လောက်မင်းကောင်တို့ရှေ့ရာကိုထွက်လာကြတယ်အစီအစဉ်ရမိတော်တို့ကစောင့်ချက်သူတွေကိုညွတ်တူနဲ့မင်းကောင်ကိုထမင်းကျွေးဖို့ခွင့်တောင်းပြီးတော့စကားဆင်ထိန်းထားကြမှာဖြစ်ပြီးတော့ရွှေတွေကမင်းကောင်ကိုထမင်းကျွေးမှာဖြစ်ပါတယ်မိတော်တို့အစီအစဉ်ကတကယ်အဆင်ပြေလာပါတယ်သူမတို့ရဲ့ခွင့်တောင်းမှုကိုစောင့်ချက်နေတဲ့တကောင်သားတွေကမငင်းဆန်နိုင်ကြဘူးအရင်ခွင့်ပြုလာကြတယ်ရွှေတွေကမင်းကောင်စီကိုထမင်းပကံလေးကင်လို့မဝမရဲလန့်တွားခဲ့တယ်အနာကိုရောက်တော့မင်းကောင်ရွှေနေပါနင့်ကိုထမင်းလာကြွေးတာရွှေနေစကားကိုတော့မင်းကောင်ကမတုံ့ပြန်ဘူးခေါင်းကိုပဲငုံရင်းရှိနေတယ်မင်းကောင်ငါမစားဘူးမင်းကောင်စီမှမော်ကြည့်မလားပဲပြောတဲ့စကားတဲ့ဟင်းရွှေနေမျက်လုံးတွေအဝိုင်းသားဖြစ်သွားရတယ်စိတ်ထဲမှာလေမင်းကောင်ပေါ်ပို့ပြီးတော့ခရုဏာတက်မိကမင်းကောင်ရဲ့နင်တနေကုန်ဘာမှမစားရသေးဘူးလေငါထမင်းနယ်လာတယ်စားလိုက်ပါနော်ရွှေနယ်ကပြောလေပြောထမင်းပကံကိုလေမင်းကောင်စီကိုထိုးပေးလိုက်တယ်ငါမစားဘူးလို့ပြောနေတယ်လေရွှေနယ်ကိုမင်းကောင်ကဒေါရတကြီးနဲ့တုံးပြန်ရင်ပကံကိုလည်းပုတ်ထုတ်လိုက်တာကြောင့်လွန်းစင်မှောက်ကြကုန်နေပထမတော့ရွှေနယ်ကြောင်အန်းသွားပြီးနောက်တော့မှရှစ်စိတ်နဲ့ဝမ်းနေစိတ်တွေရောပြုံးပြီးတော့ဘားပြင်စီကနေရီစားတွေလိမ့်စင်ကြပြီးတော့ရှိုက်ကုန်မိကနေရာစီကပြေးထွက်သွားပါတော့တယ်ရွှေနယ်ကိစ္စကြောင့်မင်းကောင်ကိုမောင်တိုးတို့တရိုက်ကရိုက်ပုတ်ကြတယ်မင်းကောင်လူလိုက်ခံနေရပေမဲ့တစ်ချက်ညီတာမထွက်ဘူးပြိုရမြကိုအန်ကျိတ်ရင်ခံနေတယ်ရိုက်ချက်ပြင်းပြင်းကြောင့်မင်းကောင်အယိုးတွေကျိုးချေကုန်ပြီလို့တောင်းခံစားမိပါတယ်ဟျောင်းနေတော်ကြစမ်းတကြီးဦးဖေရောက်လာပြီးတော့တာမြဲတော်မှာမောင်တိုးတို့လူစုမင်းကောင်ကိုရိုက်ပုတ်နေတာရက်တက်သွားကြပါရီဒီကလေးကမနစ်ဖြတ်ပလိတ်လက်ထဲစီကိုတရက်ခန့်ဖြစ်အဲ့ရမယ်တူပလိတ်ကိုတိုင်တော်ပြီးပြီဆိုရင်တရက်ခန့်ကိုရိုက်ပုတ်နှိပ်စစ်တာမျိုးလုံးခွင့်မရှိဘူးဆိုတာမင်းတို့မသိကြတာလားကျုပ်တို့သိတယ်တကြီးဒါပေမဲ့ဒီကောင်ကမိုက်ရိုင်းလွန်းလို့စုံမတာမောင်တိုးတို့ကခုနကမင်းကောင်ရဲ့အပြုတ်မှုကိုတကြီးဦးဖေကိုပြောပြတယ်ဒီအပြုတ်မှုကမိုက်ရိုင်းလွန်းတယ်လို့မခေါ်ဘူးကဒီကလေးကစိတ်နာနေတာဘာစိတ်နာနေတာဟုတ်လားအေးမင်းတို့တော့ငါမရှင်းပြနိုင်ဘူးငါလည်းမနေ့ကျန်အတွက်အလုပ်တွေရှုပ်နေတယ်ဒီကလေးကိုမင်းတို့လက်ဖြာနဲ့တောင်မထပ်မထိကြနဲ့တက်ကြီးဦးဖေထွက်တာတော့မောင်တို့လူစုကမကြေမချမ်းနဲ့တောက်တစ်ခေါက်ခေါက်အချိန်ကတဖြည်းဖြည်းညင်နေလာတော့တကြီးဦးဖေရဲ့အိမ်မှာမောင်တော်တို့လူစုကလွဲပြီးတော့ကြံသူတွေမရှိကြတော့ပါစောင်းကျက်တဲ့လူတွေကလည်းအစီအစဉ်တိုင်း၄ယောက်တစ်ဖြတ်စီပြောင်းလဲကြပြီးစောင်းကြချိန်ဆိုတော့အေးတက်ကတိတိတတာကဲပို့လာတယ်စောင်းကျက်သူ၄ယောက်ကမိဖို့အနာစီမှာကဲလို့ရှိနေကြတယ်လာစုပ်ရက်တွေမို့ခေါင်းငင်ကမောင်မိုင်းမှုတာကြီးစိုးနေတယ်ရှုပ်ကျက်လေးကိုခွေးနဲ့အတန်နဲ့အတူမိဖို့အနာက၄ယောက်ထဲကတယောက်လေးကျသွားတယ်ကျန်၃ယောက်ကသူတို့တွေရဲ့အဖြစ်ဖြစ်ကြောင့်လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတော့နောက်ထပ်လေးကိုခွင်းနဲ့အတန်ကစက်တိုက်ထွက်ပေါ်လာပြီး၃ယောက်စလုံးလဲပြုတ်ကုန်ကြတယ်တယောက်ကထိခိုက်မှုညင်သာလွန်းတာမို့မောင်တို့အိတ်စစ်ကြသူတွေတောင်မနှုတ်ခဲ့ဘူးအမောင်ရိတ်ထဲကနေတကောလုံးအဝက်မဲကိုလွှမ်းချုပ်ထားတဲ့လူတယောက်ထွက်လာခဲ့တယ်အဲ့ဒီသူကမင်းကောင်စီကိုလန့်သွားတယ်မင်းကငါမင်းကိုလာခဲ့တာဒီအတန်ကြောင့်ခေါင်းမော်ကြည့်လိုက်တယ်ခမ ्या ကဘာတူလဲတာနော်မင်းကိုလာခဲ့တာအတန်မထွက်နဲ့တိတ်တိတ်နေအဝဲမဲချုပ်ထားတဲ့တာနော်ကထိတ်တုံးစီကတော့ကိုတန်ချောင်းလေးတစ်ခုနဲ့အตาရထိုးဖွင့်လိုက်တယ်အာထိုင်ရတန်ကျက်တွေအပြင်တနေကုန်တညလုံးနေပါထိတ်တုံးခက်ခံထားရတဲ့အတွက်မင်းကောင်မလှုပ်ရှားနိုင်ဘူးဒါတော့တာနော်ကြီးကသတိထားမိတာမို့မင်းကောင်ကိုဖေးကုတ်ထားစီပြီးတော့လက်မလျှောက်နိုင်တဲ့မင်းကောင်ကိုသူ့ပခုံးနဲ့အကောက်ယူထားလိုက်တယ်ပြီးတော့နေရာစီကနေလင်းမြန်စွာနဲ့ပင်ပြန်လေထွက်ခွာလေးရဲ့ပခုံးတက်စီကမင်းကောင်ကတော့အာကိုရှိလို့ထင်ပါတယ်စိတ်ကိုရှော့ချလိုက်တဲ့အချိန်လူကလေတာနော်ကြီးရဲ့ပခုံးထက်မှာပဲသတိလက်မေ့မျောသွားပါတယ်မင်းကောင်ဘလောက်ကြာတဲ့အထိသတိလက်မေ့မျောသွားခဲ့တယ်မသိပါဘူးနားထဲမှာဆဲလဲတန်တွေတရွှင်ရွှင်ကြားတာမို့မြေဝင်တွေကိုဖွင့်ကြည့်လိုက်တော့စီရီတစုခြေရင်ကိုသူ့ရောက်ရှိနေခဲ့တယ်မင်းကောင်ထိတ်လက်တကြားနဲ့ထားထိုင်မိလိုက်တော့နဘေးစီမှာတာနော်ကြီးကထမင်းချက်နေရင်မင်းကောင်တတိယလာပြီလားတတိယပြီကိုတာနော်ကြီးဒါနဲ့ကျုပ်တို့ဘယ်ကိုရောက်နေတာလဲမရှိခဏစေးတော့ရောက်နေတာလေဟင်ဖေကဘလို့ဒီလိုကွမင်းတတိမိနေတာ၃ရက်ရှိပြီငါတို့မင်းကိုကဲလာတော့ကလာစုပ်17ရက်နေ့နောက်နေ့ဆိုပလိတ်တီလွယ်ရှားကိုလာမှာဆိုတော့ငါတို့ရှောင်ဖို့လိုတယ်လေပြီးတော့မင်းစီကတုံ့ပြန်ဖြေကိုညှော်ထားတဲ့ရက်ကလည်းအလွန်နီးနေပြီလေကွာတကယ်လို့မင်းသာလက်ခံမယ်ဆိုရင်လက်ခွေနေအမေအစီရင်လုပ်ဖို့လွယ်ချုံမှုမဖြစ်အောင်တရိမ့်မိတ်နေတဲ့မင်းကိုပါအပါခေါ်ပြီးတော့ဒီကိုလာခဲ့ကြတာပဲဒီအထိကိုလာရတာဆိုတော့အစီရင်ကဒီမှာလုံမာလာကိုတာနော်ဟ
ဟုတ်တယ်ကွဒီကနေတခိုးရင်ငှက်တက်ပြအောင်မြေလေကွာပရပိုက်ထဲမှာလေဒီနေရာမှာအစီရင်ကိုလုံးရမယ်တဲ့ကွအေးဘာလဲမင်းကအစီရင်ကိုလက်မခံတော့လို့လားကျုပ်မင်းကောင်တခဏတွေးတော်မိတယ်ရွာမှာအမေဖြစ်သူနဲ့ညီမဖြစ်သူတို့ကြံရက်တဲ့ဒါပေမဲ့လက်ရှိအခြေအနေအရရွာကိုသူပြန်လို့မရတော့ဘူးပြီးတော့ညတက်ကိုသူဆုံးရှုံးလိုက်ရပြီသူ့အနေနဲ့လက်ရှိချိန်မှာဘာလို့မှမျောလင်းစရာမရှိတော့ဘူးမင်းကောင်ဥပစီတို့မိသားစုကိုမုန်းတီးမိတယ်ငွေအားကိုနဲ့လူတကာရဲ့ဘဝကိုဖျက်ဆီးကြတဲ့သူတွေသူတို့ဘဝကိုလည်းဖျက်ဆီးခဲ့ပြီးမင်းကောင်တွေနဲ့ဒီလူတွေအပေါ်သူအနိုင်ယူခြင်းလာမိတယ်ဒီလိုနိုင်ဖို့ဆိုတာဥပသူတို့စီရင်ပေးတဲ့အစီရင်ကမဖြစ်မနေသူ့အတွက်လိုအပ်နေပါပြီအစီရင်ကိုလက်ခံဖို့မင်းကောင်ဆုံးဖြတ်လိုက်တယ်ကိုတာနော်ကျုပ်လက်ခံနေဗျာကိုတာနော်ကြီးကဝမ်းတာသွားတယ်ဟာတကယ်ပဲလားမင်းကောင်ရဒီအကြောင်းကိုတတ်မိုးတာသိရင်တော့ဝမ်းတာမှာပဲဟေ့ဒါပေမဲ့ကိုတာနော်ပြောကျုပ်အမေနဲ့ညီမတော့စိတ်ပူနေတယ်သူတို့အစီပြေကြလာသိကျင်နေမင်းကောင်စကားဆုံးကိုတာနော်ကြီးကအားရပါရပြုံးလိုက်တယ်ဒီအတွက်တော့မပူပါနဲ့ကွာငါတို့ရွာထွက်လာပြီးတော့နောက်တည့်ရက်မှာတက်မိုးကရုပ်ဖြစ်ပြီးတော့ရွာကိုပြန်သွားတယ်ရွာအခြေအနေကိုလည်းအကဲခတ်ရင်မင်းရဲ့မိသားစုကိုလည်းအတိပေးစောင့်ရှောက်ရင်ပေါ့ကွာတက်မိုးကိုယ်တိုင်သွားဆောင်ရှောက်တာမို့မင်းမိသားစုဘာမှမဖြစ်ဘူးဆိုတာငါအာမခံနေပြီးတော့ဒီညနေတက်မိုးကဒီကိုအရောက်ပြန်လာမှာကွာအဲ့တော့မင်းတရင်ကောင်ကြားရမှာပါကွာကိုတာနော်ဤစကားကအားရှိစရာဖြစ်ပေမဲ့တိကျတဲ့အဖြေမဟုတ်သေးတာကြောင့်မင်းကောင်မတင်မကျနဲ့အနေရခတ်လာတယ်ဟောပြောရင်းဆိုရင်ဟိုးမှာတက်မိုးပြန်လာနေပြီတာနော်ချီရဲ့အပြောကြောင့်မင်းကောင်လန့်ကြည့်ပြီးတော့စေရီတော်ရှိရာစီကိုအပြင်းနှင်လာတဲ့အမြင်ကစီငင်းပေါ်ကနေဥပကျော်ကခါးကိုရှေ့ကိုင်းပြီးတော့စီးနှင်းလာတယ်မင်းကောင်ထမျိုးကြည့်ထားပေးကွာပြီးရဟိုးငါချောက်ကိုမီးဖုတ်လိုက်ငါတက်မိုးကိုသွားကြုံအောင်မယ်တာနော်ကြီးကပျော်ဆူဆူပဲထွက်သွားတယ်မင်းကောင်လေးတရားတွေကတက်တာလောက်ရှိပြီမို့ကိုတာနော်ကြီးခိုင်နှာကိုလှုပ်ဆောင်နေမိတယ်ခဏကြာမင်းကောင်ငါချောက်ဖုတ်နေတဲ့အချိန်ကြာဥပတူတယောက်တည်းအပေါ်ရောက်ရှိလာတယ်မောင်ရင်ကအစီရင်ပြုတ်ဖို့လက်ခံလိုက်ပြီးဆိုကွဟုတ်ပါတယ်ဗျာမင်းကောင်ပြောရင်းနဲ့ဖြေလိုက်တယ်အေးဒါဆိုရင်တော့ဒီညကိုအစီအစဉ်စရမှာပေါ့ကွာဗျာအစီရင်ကိုဒီညလောက်မှာလားဟုတ်တယ်လေဒီညလခွေညဒီညကိုစီရင်ရမယ်မောင်ရင်လက်ခံနေဆိုလို့တာနော်ကြီးရွာရဲဆင်းပြီးတော့ကြော့ဝဲတော့ဝဲခိုင်းလိုက်ပြီးအော်ဟုတ်ဒါနဲ့ဘာကြီးဟေးကျုပ်အမေနဲ့နောက်မလေးတို့အစီပြေကြလားအေးပြေကြရဲကွမောင်ရင်အမေလည်းထူထူထောင်ထောင်ဖြစ်နေပြီအစာမင်းပြောက်သွားတယ်ဆိုတော့သူတို့တွေစိတ်ပူနေကြရလေဒါပေမဲ့ဘာကြီးတို့စောင့်ရှောက်ပေးထားတယ်ဆိုတော့အတိပေးလိုက်တော့စိတ်ချသွားကြတယ်မင်းကောင်စိတ်ထဲအေးသွားရပြီခဏကြာတော့တာနော်ကြီးအုံသိငှပြောသေးတွေပိုက်လို့ပြန်ရောက်လာကြတယ်အဲ့ဒီနောက်တော့ညကျဲစီရီရှင်မြင်မှာအစီရင်ပြုလုပ်ဖို့၃ယောက်စလုံးပြင်ဆင်ကြတော့တာပေါ့ညချိန်ဖြောက်စိတ်ကျဲမျက်နှာတမောရှိနေချိန်တော့မင်းကောင်ကိုစီရီစီမှာဂရီတက်စာပြုတ်ပြီးအစီရင်ကိုစတင်ကြတယ်အစီရင်အရာမင်းကောင်ရဲ့ပေါင်နှစ်ဖက်ကိုဓာတ်နဲ့အစိမ်းခွဲပြီးတော့ညကလေးကကြောင်ရှင်ကိုစီရင်ထားတဲ့အယုတ်စီကနေထုတ်ထားတဲ့မြစ်ရှင်တို့ကိုပရပိုက်ပါမန်နန်တွေရက်စုခိုင်းပြီးတော့မြုပ်သွင်းလိုက်တယ်ပြီးတော့ပြန်ချုပ်တယ်ဒီလိုအချိန်မှာမင်းကောင်ကမြစ်ရှင်ထုတ်ယူပြီးတဲ့နောက်ရေနဲ့ပြုတ်ကစားနေတဲ့ကြောင်ခန္ဓာကိုယ်ရဲ့ပြုတ်ရည်ကိုစားတလက်တောက်တလက်လုံနေရတယ်ကြောင်ကြီးကအရင်ကကျွေးနှင်းလှုပ်ထားတဲ့အယုတ်ကြီးလိုမကြုံနေပေမဲ့တကယ်တမ်းပြုတ်လိုက်တဲ့အချိန်မှာတော့အသားကနူးညံ့အေးဆက်နေတဲ့ညီနှံ့မျိုးမရှိဘဲနဲ့ခက်တင်းတင်းမှွေးနေတာမို့စားသုံးရတာအဆင်ပြေလာတယ်အစီရင်ကဖြောက်စိတ်ကျဲခေါင်းတက်တဲ့စီရောက်တဲ့ချိန်ပြီးစီရမှာမို့တခုချင်းစီကိုမလွဲချော်အောင်ဥပထူဥဆောင်ပြီးတော့ခက်မှန်မှန်လှုပ်ဆောင်နေတဲ့နောက်ဆုံးအစဉ်မင်းကောင်ရဲ့ကြောင်းရင်စီမှာစုံနဲ့တရဏဂုံ၃ပါးကိုအကြိမ်30တိတိစစ်ကြီး13ပါးကိုအကြိမ်30တိတိရွက်ဖက်ပြီးတော့စေးပေါက်တယ်အစီရင်အောင်ကနေတော့ဥပထူရဲ့ရွက်ဖက်တန်တွေကပုံပုံပြန်ဆန်လာတယ်မင်းကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းနာကျင်မှုတွေကင်းမဲ့လာပြီးတော့ရှိန်ရှိန်ဖိမ့်ဖိမ့်နဲ့မယိုမရွဖြစ်လာခဲ့တယ်တာနော်ကြီးကကြော်ဘဲစီမှာအလင်းတိုင်နဲ့နန္တာတိုင်တွေအဆက်မပြတ်ပူဇော်နေလေတယ်ဥပတူကနောက်ဆုံးစုပ်ချက်ကိုခက်ဆက်ဆက်ထိုးပေါက်လိုက်တယ်ပြီးတော့အောင်မီဆိုတဲ့ကြေးကြော်တန်းနဲ့အတူသုံးငိမ်ပြူပြီးတော့မင်းကောင်ကိုလည်းမောင်မင်းကောင်စိတ်ကိုရှင်းတာပြီးရင်မင်းစိတ်ကစောင့်နေတဲ့အတိုင်းတခုခုလှုပ်ချေကွာဥပတူစကားကိုမင်းကောင်ခေါင်းငိမ့်ပြီးတော့ထိုင်နေလျက်ကကိုယ်ကိုလိန်လို့နောက်ကျွန်းပြစ်လိုက်တယ်မင်းကောင်ရဲ့ခန္ဓာကိုယ်ကပျော်ပြောင်းစွာနဲ့ခက်မြင့်မြင့်အထိလဲသက်သွားပြီးနောက်ပေါ်ပါစွာနဲ့မတ်တက်ရလိုက်တယ်ဒါကိုမင်းကောင်ကတစ်စက်တည်းထက်လို့ခုတ်လိုက်တဲ့အချိန်မှာတော့အနီးစီကတစ်ပင်ထိပ်ဖြားစီဖြတ်ကနေရောက်သွားတော့တယ်အောင်မီဟေးအောင်မီ
ဒီတစ်ချိန်တော့တာနော်ကြီးရဲ့ကြွေးကြော်တယ်မင်းကောင်ကတစ်ပင်ထိပ်ဖြာစီကနေအောက်ကိုငုံကြည့်လိုက်တယ်သူရဲနေတဲ့တကိုင်ထိပ်ဖြာကလေညိုလုံးတက်တာလောက်ပဲရှိပါလိမ့်မယ်မင်းကောင်ကသူ့ကိုယ်တူအယံမင်းစိတ်ကျေနပ်မိသွားပါတယ်အောက်စီကိုမင်းကောင်ခုန်ဆင်းလိုက်တယ်အောက်စီကိုပေါ်ပါဆွနဲ့ဟန်ချက်မပြစ်ကြားရောက်ပြီးချိန်မှာတော့တာနော်ကြီးကဝမ်းသာအားရပြေးဝင်လာပြီးတော့မင်းကောင်ကိုမှားချီလို့သူ့ပကုံးထက်စီတင်ရင်ပျော်ရွှင်ခုန်ပေါက်နေပါတော့တယ်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်အစီရင်ပြုတဲ့ညဇလန်လေးကဒီညမှာပဲပြီးဆုံးသွားခဲ့ပါပြီဒီဇလန်လေးကိုတော့တုတ်ပီးသားပင်ငထွားတောင်တွင်ဂမ်ဘီယာဝတ္ထုတွေကနေကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်ရှင်ဇလန်လေးကိုအဆုံးထိအားပေးနာဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်